ဒူဘိုင်းဒူဘယ်ဖြစ်ပေါ်လာပုံနှင့်တိုးတက်မှုသမိုင်းဒူဘိုင်းသည်ယခုလိုခေတ်မီမြို့တော်အဖြစ်မဖြစ်လာမီကရှေးကလေးကသဘာဝအရင်းအမြစ်နည်းပါးသည့်တဲကန်နာရဒေသတစ်ခုသာဖြစ်ခဲ့သည်ဒါပေမဲ့ဒူဘိုင်း၏အဓိကတိုးတက်မှုများသည်သမိုင်းတစ်လျှောက်အတွင်းအစဉ်စဉ်ဖြစ်ပေါ်လာခဲ့သည်တရှိခေတ်ဒူဘိုင်း18-19ရာစုမတိုင်မီအနောက်အာရှဒေသတွင်ဘယ်ဒူဝင်းများနေထိုင်ရာတဲကန်နာရနှင့်ပင်လယ်အနီးရှိနယ်မြေဖြစ်သည်ငါးဖမ်းမှုငါးခြောက်လုပ်ငန်းနှင့်ပလဲဖောက်လုပ်ငန်းများပြုလုပ်၍အသက်မွေးဝမ်းကြောင်းပြုလုပ်ကြသည်1833ခုနှစ်တွင်အမတ်တွန်မိသားစုသည်ဒူဘိုင်းကိုထူထောင်ခဲ့ပြီးထိုမိသားစုကယနေ့အထိဆက်လက်အုပ်ချုပ်မှုလုပ်ဆောင်နေသည်29ရာစု20ရာစုအစောပိုင်းအင်္ဂလိပ်ဘုရင်နိုင်ငံနှင့်သက်ဆိုင်မှု1853ခုနှစ်တွင်ဒူဘိုင်းနှင့်အခြားအာရေဗျပင်လယ်ကွေ့ရှိဒေသများသည်ဗြိတိရှအင်ပါယာနှင့်သဘောတူညီမှုချုပ်ဆိုခဲ့သည်ဗြိတိရှများသည်ဒူဘိုင်းအပါအဝင်သမုဒ္ဒရာသွယ်တန်းရာနယ်မြေများကိုစီးပွားရေးနှင့်စစ်ရေးဘက်မှထိန်းချုပ်ခဲ့သည်1920-1930ခန့်တွင်ဂျပန်နိုင်ငံမှစက်မှုထုတ်လုပ်မှုဖရိုများပေါ်ပေါက်လာခဲ့ပြီးဒူဘိုင်း၏ပုလဲကုန်သွယ်မှုသည်ကျဆင်းခဲ့သည်ရေနံရှာဖွေတွေ့ရှိမှုနှင့်အဏုမြူတိုးတက်မှု1950-1960-1966ခုနှစ်တွင်ဒူဘိုင်းသည်ရေနံမြေကြီးတွေ့ရှိခဲ့သည်1981ခုနှစ်တွင် United Arab Emirates ကိုတည်ထောင်ခြင်း1981ခုနှစ်ဒီဇင်ဘာ2ရက်တွင်ဒူဘိုင်းသည်အဘူဒါဘီအပါအဝင် UN အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းပြီးပြည်ထောင်စုတစ်ခုဖြစ်လာသည်ရှေ့နေအမတ်တွန်သည်ရေနံဖြင့်ရရှိသောဝင်ငွေကိုအခြားစီးပွားရေးကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံခဲ့သည်အဓိကတိုးတက်မှုများ1989 Jebel Ali Port အကြီးဆုံးဆိပ်ကမ်းတစ်ခုတည်ထောင်1985 Dubai Free Trade Zone မတန်ဆွမ်းအခွန်ကုမ္ပဏီများအတွက်နယ်မြေတည်ထောင်1999 Burj Al Arab လူကြိုက်များသည့်ဆယ်ပင်နဂါးဟိုတယ်ဖွင့်လှစ်ခေတ်မီဒူဘိုင်း2000ယနေ့အထိ2000ခုနှစ်များတွင်ဒူဘိုင်းသည်စီးပွားရေးအရအရေးပါသောခရီးသွားနှင့်ယင်းနှိမ့်မြုပ်နှံမှုဌာနတစ်ခုဖြစ်လာသည် Burj Khalifa ကမ္ဘာအမြင့်ဆုံးအဆောက်အအုံကို2010ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည် Dubai Metro ဖောင်ဂျူမေရာလူလုပ်ကျွန်း Dubai Mall တို့ကိုတိုးချဲ့တည်ဆောက်ပြီးခေတ်မီမြို့တော်အဖြစ်အရှိန်မြင့်လာသည်2020-2022တွင်အိတ်ပို့2020 COVID-19 ကြောင့်2021-2022တွင်ကျင်းပခဲ့ကိုဒူဘိုင်းတွင်လက်ခံကျင်းပခဲ့သည်ယနေ့တွင်စီမံကိန်းများနည်းပညာခရီးသွားလုပ်ငန်းများနှင့်ယင်းနှိမ့်မြှုပ်နှံမှုတို့ကြောင့်ကမ္ဘာအကြီးမားဆုံးစီးပွားရေးဗဟိုများထဲမှတစ်ခုဖြစ်လာသည်ဒူဘိုင်း၏တိုးတက်မှုအဓိကအချက်များ1960ရေနံတွေ့ရှိခြင်း1981 UAE ထောင်ခြင်း1980 90စီးပွားရေးပေါင်းစုံဖွံ့ဖြိုးမှု2000ခေတ်မီဘဏ္ဍာရေးနှင့်ခရီးသွားလှုပ်ရှားမှုမြင့်တင်မှု2010 Burj Khalifa တည်ဆောက်ပြီးနောက်နိုင်ငံတကာအာရုံစိုက်မှုရရှိခြင်းဒူဘိုင်းသည်ရေနံထွက်ရှိမှုမှခေတ်မီစီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများသို့ပြောင်းလဲပြီးခေတ်မီမြို့တော်တစ်မြို့ဖြစ်တိုးတက်လာခဲ့ခြင်းဖြစ်သည်